တဘာဝအတိုင်းချင်မလာအောင်ဘယ်လိုလုပ်မလဲပူနွေးဆိုးဆွတ်တဲ့ယာတီဥထုကိုပိုင်ဆိုင်ထားကြတဲ့အရှိတောင်အာရှနိုင်ငံအများစုမှာဆိုရင်ချင်းအန်ရယ်ကိုအဓိကခံစားကြရပါတယ်အပူချိန်ကျဆင်းလာပြီးဆွတ်ဖြစ်လွယ်တဲ့မိုးရာသီမှာဆိုရင်တော့ချင်းပေါက်ဖွားဖို့လွယ်ကူတာမို့အိမ်တွေမှာချင်မလာအောင်ကာကွယ်ထိန်းသိမ်းမှုတွေလိုအပ်ပါတယ်ဒီချင်းတွေကြောင့်ပဲလူကြီးလူငယ်မရွေးတွေးလုံတုပ်ကွေးဝမ်းပြက်ဝမ်းလျှောစတဲ့ချင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်ပွားတတ်ပြီးအသက်သေဆုံးနိုင်တဲ့အထိစိုးကျိုးကြီးတာမို့မပေါ့ဆသင့်ပါဘူးသူတို့ကိုနှိမ်နင်းတဲ့နေရာမှာအများစုကချင်းစေးဖြန့်တာချင်းစေးကွေစတဲ့ပစ္စည်းတွေအသုံးပြုနှိမ်နင်းကြပေမဲ့ဒါတွေကပတ်ဝန်းကျင်ထိခိုက်မှုကိုအနည်းနဲ့အများတော့ရှိနေပါတယ်။ဒါကြောင့်ကိုယ့်အိမ်တွင်အိမ်ပြင်မှာချင်မလာအောင်လို့သဘာဝကြကြနဲ့ချင်ပြေးစေတဲ့နီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။ချင်ပြေးစေတဲ့အပင်လေးတွေစိုက်ထားမယ်။အပင်တွေဆိုတာဟာလည်းအခက်မတင်လို့တန့်ရှင်းပေါင်းတင်ရေးတေချာမလုပ်နိုင်ရင်တော့ချင်ပေါက်ဖွားရာနေရာဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဇပလင်ပူစီနံပင်စိမ်းရွက်တွေရဲ့အနံ့ကတော့ချင်းတွေမကြိုက်တဲ့အနံ့ဖြစ်ပြီးတော့သူတို့ပတ်ဝန်းကျင်သားချင်မလာနိုင်တော့ပါဘူးဒီအပင်လေးတွေကိုကိုယ့်အိမ်တွင်းကပြတင်းပေါက်နားတွေမှာပဲဖြစ်ဖြစ်ပေါ်ပါပါထားရှိပြီးတော့စိုက်ပျိုးလို့ရတဲ့အပင်လေးတွေဖြစ်တာမို့တဘာဝအတိုင်းချင်ပြေးစေတဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ်သူတို့တွေကိုတန်ရှင်းနဲ့ပုံမှန်ရေလောင်းပေါင်းတင်ထားမယ်ဆိုရင်ချင်းတွေမလာနိုင်စေတဲ့အပြင်အင်ဂီဟာကိုလည်းအပင်လေးတွေနဲ့အလှဆင်ရလဲရောက်ပါတယ်ချင်းကင်းစင်တဲ့အိမ်ပတ်ဝန်းကျင်အတွက်အမွှေးစီကြက်သွန်စပရေးနဲ့ချင်းဖန်းထောင်ချောက်စားတဲ့ကိုအိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ပစ္စည်းတွေကချင်းတွေမရှိစေဖို့အကူအညီပေးမှာဖြစ်ပါတယ်အမွေးစီဆိုတာကတော့လက်ဖက်စိမ်းစီပူစီနံအစီနဲ့ယူကလစ်စီလာဗန်ဒါအစီအနှစ်တွေကတဘာဝအားဖြင့်ချင်းပြေးစေတဲ့အမွေးနဲ့ရှိကြပါတယ်သူတို့တွေကိုအေကန်အိတ်ကန်စတဲ့နေထိုင်ရာပတ်ဝန်းကျင်မှာအမွေးစီအဖြစ်ဒီတိုင်းထားလဲရတယ်လို့အုံးစီနဲ့ရောမွေပြီးအသားရည်ပေါ်လိမ့်ပေးမယ်ဆိုရင်လည်းချင်းမကိုက်အောင်ဟန်တာပေးနိုင်ပါသေးတယ်နောက်ပြီးတော့ကြက်သွန်ဖြူကလည်းချင်းပြေးစေတဲ့အာနိသင်ရှိတာကြောင့်သူတို့ကိုချေမွှပြီးရေဆူဆူမှာပြုတ်ထားတဲ့အရေကိုအပြင်ဘက်ခြံဝန်းတွေမှာဖြန်းပေးလို့ရပါတယ်။ချင်းမလာအောင်ကာကွယ်နည်းတွေအပြင်ကိုယ့်ပတ်ဝန်းကျင်မှာချင်းတွေထိမ့်မရအောင်များနေပြီဆိုရင်တော့ထောင်ချောက်ပြုတ်လုပ်နိုင်ပါသေးတယ်။နီလန်ကတော့တကြားနဲ့တဆေးပုံကိုရေထဲမှာရောမွေပြီးချင်းတွေကြိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်စေကရေဘူးထဲမှာထည့်ထားပြီးချင်းတွေဝင်ရောက်ပြီးတော့မိစေမှာဖြစ်ပါတယ်။ဒီနီလန်းကချင်းပေါက်ဖွားမှုကိုလျှော့ချနိုင်စေတဲ့ဓာတုပစ္စည်းကင်းစေတဲ့ချင်းဖန်းတဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ်။မိမိပတ်ဝန်းကျင်ကိုတန့်ရှင်းထားမယ်။အိမ်တွင်းအိမ်ပြင်မှာဆိုရေစိုးရေညစ်တွေမရှိနေအောင်မိုးရေတင်စေနိုင်တဲ့ခွက်တွေပလုံးတွေအပြင်ရေဝစ်တဲ့နေရာတွေနဲ့အိမ်တွင်းကပန်းအိုးနဲ့ရေပုံးတွေကိုအမြဲရေလဲလှယ်ပေးကရေမတင်အောင်မှောက်ထားတာမျိုးလုပ်တင်ပါတယ်။ချင်းတွေကိုအောင်းနေပြီးချင်းဥတွေမပေါက်ဖွားနိုင်အောင်ရေစင်းပေါက်တွေရေစီးမြောင်းတွေပိတ်နေတာကိုလည်းတွေ့တာနဲ့ချက်ချင်းဖယ်ရှားရှင်းလင်းပေးဖို့လိုအပ်ပြီးတော့ချင်းအစုအဝေးဖြစ်အောင်မဖန်တီးမိဖို့လိုအပ်ပါတယ်။အဝတ်အစားတွေဝတ်ရမှာလဲအားလုံးသိကြတဲ့အတိုင်းအယောင်မှောင်ရင့်အဝတ်အစားတွေကချင်းတွေကိုပို့ပြီးဆွဲဆောင်နိုင်ပြီးတော့ချင်းပိုကိုက်ခံရနိုင်ပါတယ်ဒီလိုချင်းပေါ်တဲ့ယာတီမှာဆိုရင်တော့ပေါ်ပါတန့်ရှင်းနဲ့အယောင်နုအဝတ်အစားတွေကိုဝတ်ဆင်တင်ပါတယ်ချင်းတွေဟာလူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေုံသာမကဘဲနဲ့တခါတလေပတ်ဝန်းကျင်မှာချင်းတွေကြောင့်စိတ်နှောက်ယှက်လဲဖြစ်စေပါတယ်ဓာတုပစ္စည်းတွေအသုံးပြုပြီးတော့ချင်းနှိမ်နှင်းတာတဲ့ဆိုင်ရင်အပေါ်မှာပြောပြထားတဲ့တဘာဝကျတဲ့နီလန်းလေးတွေအသုံးချကြည့်ပြီးတော့ချင်းကင်းစင်ကျန်းမာတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့လဲမျှော်လင့်ပါတယ်ဒီအသုံးဝင်တဲ့နီလန်းလေးတွေအပြင်အခြားချင်းမလာစေတဲ့အိမ်တွင်းနီလန်းကောင်းတွေရှိရင်လဲမျှဝေပေးခဲ့ပါဦးခင်ဗျာ